Okay ဒီနေ့တော့ဘာပြောပြမလဲဆိုရင်တော့ကျွန်တော်တို့ web view အကြောင်းလေးပြောပြမှာဖြစ်ပါတယ်ပေါ့နော် web view ကဘယ်လိုလုပ်တယ်လဲဆိုရင်ကျွန်တော်တို့YouTube YouTube channel တွေsoftware ပြုလုပ်တဲ့အခါမှာအသုံးပြုတယ်နောက်တစ်ချက်ကျတော့နံပါတ်1က YouTube software ပြုလုပ်တဲ့နေရာမှာအသုံးပြုတယ်နံပါတ်2ကျတော့ကျွန်တော်တို့ Facebook page ပေါ့နော် Facebook page software ပြုလုပ်တဲ့နေရာမှာအသုံးပြုတယ်ပေါ့နော်ကျွန်တော်တို့အများကြီးအသုံးပြုလို့ရပြီနော် Google လုပ်လို့ရတယ်နောက်ပြီးနော်အများကြီးလုပ်လို့ရတယ်နော်ဉာဏ်ရှိသလိုသုံးလို့ရတယ်အခုလောလောဆယ်တော့ကျွန်တော်တို့ YouTube channel YouTube software ဘယ်လိုလုပ်လို့ရမလဲဆိုတာကျွန်တော်ဒီ web view လေးနဲ့လုပ်ပြပေးမယ်နောက်ပိုင်းကျမှနော်ဒီ web view ကိုအသုံးပြုပြီးတော့နော် Facebook page နဲ့ဘယ်လိုချိတ်ဆက်မလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်ပေါ့လောလောဆယ်ကျွန်တော်တို့ web view လေးကျွန်တော်ထည့်မယ်ဘလို့လုံးမလဲဆိုတော့ကျွန်တော်ပြပြမယ် blog အကြောင်းကြတော့ blog အကြောင်းကကျွန်တော်နောက် level 2ကျမှကျွန်တော်တေချာလေးပြောပြပေးမယ်ပေါ့နော်အခုကျွန်တော်တို့ create လေးကိုကျွန်တော်တို့ဝင်မယ်ဝင်ပြီးရင်ဒီမှာကျွန်တော်ဒါလေးဖျက်လိုက်မယ်ပေါ့နော်ကျွန်တော်အသိပြင်ယူမယ်ဒီ view ထဲမှာဒီမှာ web view လို့ URL ဆိုတာလေးကိုကျွန်တော်ယူမယ်ပြီးတော့ဒီမှာကျွန်တော်တို့ထည့်ချင်တယ်ကျွန်တော်တို့ Google link ပေါ့နော်Facebook page link ပေါ့နော်နောက်ပြီးတော့ပါလဲဆိုတော့YouTube link ပေါ့နော်အခုကျွန်တော် YouTube link ကိုကျွန်တော်ချိန်ရိုက်ထားမယ်youtube.com ပေါ့နော်ကျွန်တော် YouTube link လေးကိုကျွန်တော်ထည့်လိုက်မယ်ပြီးကျွန်တော် run လိုက်မယ်ဆိုတော့ကျွန်တော်တို့YouTube ကြည့်လို့ရမလားဆိုတာကိုကျွန်တော်တို့ကြည့်မယ်ပေါ့နော်စမ်းကြည့်မယ်နော် Okay ကျွန်တော် run လိုက်မယ် Okay အင်တာနက်လေးတစ်ချက်ဖွင့်လိုက်မယ်ကျွန်တော် YouTube ဆိုတာအင်တာနက်ဖွင့်ခြင်းမှရမှာဟုတ်ဆိုတော့အင်တာနက်ဖွင့်ကြည့်မယ် Okay ပြီးရမရကျွန်တော်တို့ကြည့်မယ်ပေါ့နော် Okay install ပြီးဆိုတော့ရိုင်းနေကြည့်လိုက်မယ် Okay so install လုပ်နေပြီဆိုတော့ကျွန်တော်တို့open ကိုနှိပ်လိုက်မယ် open နှိပ်လိုက်မယ်ဆိုတော့ခဏလေးစောင့်မယ်ညပဲဆိုတော့နော်လိုက်သိမ့်မကောင်းဘူးအခု YouTube ထဲဝင်နေပြီပေါ့နော်အခုဆို YouTube ထဲကျွန်တော်တို့ရောက်နေပြီပေါ့နော်ဆိုတော့နော်ရုပ်ပေါ်မှာဒါက web view အလုပ်လုပ်ဖို့နော် web view နဲ့ဆက်ဆက်တယ်နော်ဒါဆိုရင် Hi Sebastian, what are you? So đó nó thì on cream mà chúng nó chạy đến link chúng nó theo lo ra đấy thì nhìn mà chúng nó chạy đến tới link vào nó Facebook page link Google link vào nó rồi website link vào nó rồi blog đó blog link nào bị thì cho channel bọn nó YouTube channel thì YouTube channel link của cho nó thêm mấy số cho nó channel của software của page nó chỉ lo ra đó mà bé phí bà để bọn nó số đó chỉ số bé để đuổi chỉ số tiền bà để nó thật tỷ cái gì nóပြန်လေတွေ့ကြမယ်ပေါ့နော်